ရှင်တော်မြတ်ဘုရားဟောကြားတဲ့တရားအတိုင်းလက်တွေ့
လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်အဲ့ဒီတရားကဘေးမရောက်အောင်ဆင်းရဲမရောက်အောင်စောင့်ရှောက်ပေးပါလေတရားကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဘယ်သူကစောင့်ရှောက်လဲဘယ်လိုတရားလဲမြတ်စွာဘုရားအဲကြောင့်ဓမ္မောရှင်တော်မြတ်ဗျာဟောကြားတော်မူတဲ့တရားဒီသာတော်သည်ဓမ္မစာရီအဲ့ဒီတရားကိုရှင်တော်မြတ်ဗျာဟောကြားတဲ့အတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဟဝေစင်စိတ်ကအမှန်တကယ်ကိုပါပဲရဂတိဒီဒုက္ခမရောက်အောင်ခါကွယ်စောင့်ရှောက်ပေးပါပြီရှင်တော်မြတ်ဗျာဟောကြားခဲ့တဲ့တရားတွေဟာဒီတရားတွေပါပဲအဲ့ဒီတရားကိုဘုရားဟောတဲ့အတိုင်းဘုရားမိန့်တဲ့အတိုင်းလက်တွေ့လောကထဲမှာနေစဉ်ဘဝထဲမှာကြိုးစားအားထုတ်ရင်အဲ့ဒီတရားကပဲမိမိကိုဒီဒုက္ခဆင်းရဲမျိုးကကာကွယ်ပေးတယ်ဟုတ်လားဒီအာလုံးတို့ဓမ္မဆွေတော်မျိုးတော်တရားရဲ့စွမ်းအားကိုနံပါတ်1ထုတ်ရင်ဒီဒုက္ခဆင်းရဲကနေကာကွယ်ပေးတယ်။ဒါကနေကာကွယ်ပေးတယ်။အဲဒီဒုက္ခဆင်းရဲကိုကာကွယ်ပေးဖို့ဆိုရင်ဘာကိုပါထုတ်လဲ။တရားပြီးတော့သံဃာတော်ရှင်မြတ်ဒီပရိယတိသာပေတိသင်ကြားနေတယ်။သင်ကြားတဲ့ဓမ္မဟုတ်လားပရိယတိသာပေတိသင်ကြားနေတဲ့ရှင်တော်မြတ်ဗျာမိတ်ကြတဲ့အတိုင်းဝိနည်းတရားတော်နဲ့ပြောင်းနေထိုင်ကြတယ်ဝိနည်းတရားနဲ့ဒီတိုင်းနဲ့ဒီနာနာကိုဝိနည်းတရားကပြန်ဆောက်ရှောက်တာပရိယတိသာပေသင်ကြားတဲ့ဒီနာနာတွေကိုပရိယတိဓမ္မကပဲပြန်ဆောက်ရှောက်တာဟုတ်ပြီလားဝိနည်းနဲ့ပြောင်းနေတော့ဒီဘဝအတွက်နဲ့ဝိနည်းကဆောက်ရှောက်လောကလူသားတွေဒီလိုလေးစားခြင်းတမိုးထားခြင်းခံရတယ်ဘဝတန်ត្រာအတွက်လည်းဒီဝိနည်းတရားကလည်းဘဝတန်ត្រာရဲ့ရုံရောက်ကြောင်းအထိဆောက်ရှောက်သွားတယ်။ဒီတော့ဓမ္မဆိုတဲ့နေရာမှာတချို့ကပြောလိုက်ရင်တရားအထုတ်တာတစ်ခုလေးပဲတွေ့တတ်တယ်။မဟုတ်ပါဘူး။ဓမ္မဆိုတာသင်တဲ့ဓမ္မဟုတ်လား။ပို့ချတဲ့ဓမ္မရှောင်ကျင်တဲ့ဓမ္မကျင့်သုံးတဲ့ဓမ္မပွားများအထုတ်တဲ့ဓမ္မမျိုးစုံရှိဖို့လားသံဃာတော်ရှင်မြတ်တွေကျင့်သုံးတဲ့သံဃာတော်ရှင်မြတ်တွေသင်ကြားနေတဲ့ပရိယတိဓမ္မသံဃာတော်ရှင်မြတ်တွေကျင့်သုံးနေတဲ့ဝိနည်းတရားဓမ္မဒေသနာတော်အလုံးဒီသံဃာတော်ရှင်မြတ်တွေကိုဒီဘဝမှာလည်းဒီဒုက္ခအန္တရာယ်မကြအောင်ကံပဲဆောက်ရှောက်ပေးတယ်ဒီမိမိတို့သင်ကြားလိုက်တဲ့ပရိယတိဓမ္မကလည်းမိမိရဲ့ဘဝဆွမ်းရည်အန္တရာယ်ဆွမ်းရည်တွေတိုးတက်အောင်ဆောက်ရှောက်ပေးလိုက်တယ်ပြောလို့တာကသင်ရဲ့အာနဲ့ဒုဒဂဓမ္မတွေရွတ်တဲ့အပ်တဲ့ဟုတ်လားဓမ္မတွေမျိုးစုံရှိလို့လားအဲ့ဒီဓမ္မမျိုးစုံကြီးတဲ့ဘဝမှာကြုံလာတဲ့ဆင်းရဲဒုက္ခမျိုးစုံကနေအများဆုံးလွတ်မြောက်အောင်ကာကွယ်ဆောင်ရှောက်ပေးတယ်။ဒီလူတွေဘက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာဘဝမျိုးစုံကျင်လည်မရဘူးလား။ငယ်စဉ်တောင်ကြီးဘဝမှာပညာရေးနဲ့ပဲလူလက်တန်းသားရောက်လာတော့စီပွားရေးနဲ့ပဲဟောနောက်တစ်ဆင့်တွဲလာပြီးလူမှုရေးနဲ့ပဲနောက်ဆုံးများအသက်ရကြီးလာရင်ဘဝရဲ့သုံးယောက်ကြောင့်ဖြစ်တဲ့တရားဓမ္မအားထုတ်တဲ့ဘာသာရေးနယ်ပယ်အထိနယ်ပယ်မျိုးစုံရှိလို့လားကိုယ်နယ်ပယ်ကိုပြန်သုံးတဲ့ဖြတ်သန်းခဲ့တဲ့နယ်ပယ်တွေပြန်သုံးတဲ့ဒီသိတဲ့ရင်းရင်းချမ်းချမ်းကြော်လန်းခဲ့ရတာရှိရတယ်ခက်ခဲမျိုးစုံဘဝဆင်းရဲမျိုးစုံဘဝမရောက်ခဲ့ဘူး။ဒီတော့ပညာရေးနဲ့ပဲလူမှုရေးနဲ့ပဲစီးပွားရေးနဲ့ပဲဘာသာရေးနဲ့ပဲနယ်ပယ်မျိုးစုံမှာကျန်သားနေရတဲ့ဒီပုဂ္ဂိုလ်တွေတွေ့ကြုံလာတဲ့ဆင်းရဲဒုက္ခတွေကြုံရရပြီဆိုရင်ကဲတော်တော်များဒီအဲ့ဒီဆင်းရဲအကြာကြီးထားခြင်းကလည်းမြန်ထွက်သွားတယ်သို့တော့အကြာကြီးရောနေမနေဘူး။အမြန်ထွက်သွားတယ်ရှိတယ်။ရှိတယ်။ဘာဖြစ်လို့အဲ့ဒါကိုပွာသွားတာလဲဆိုရင်ထောက်ပေါက်ရှာပွာသွားတာ။ဘာမှမလား။ဟ
ဒီတဲ့ရှင်းအောင်ပြောရင်အာကိုกว่าပါပါပါပညာရေးကြာဆုံးလာပြီစီဝါရေးကြာဆင်းလာပြီလူမှုရေးကြာဆင်းလာပြီဆိုရင်တော်တော်များများကလွတ်မြောက်မှုကိုပြီးတဲ့ကဲတင်ပြီးတဲ့ဓမ္မကိုအားကိုးရမယ်အစားတခြားကိုအားကိုးရှာပြီးတော့ထောက်ဖို့ရှာမိတဲ့အခါမှာထောက်ပေါက်ရှာတာမှာအားကိုးရမှန်းသွားတဲ့အခါမှာတို့ရဲ့နှိမ့်မသွားဘူးနှိမ့်သွားရလို့မို့တခါတည်းထောက်ပေါက်မှာပြောင်းသွားတာရှိနေတယ်ဒီအဲဒါထောက်ပေါက်ကနေဉာဏ်ဉာဏ်ဆက်သွားနိုင်တာဒီဓမ္မလမ်းကြောင်းပေါ်မှာတကယ်ယုံကြည်စွာဓမ္မကိုအားကိုးပြီးရှာလို့ထောက်ပေါက်တဲ့မှာသံဃာလေးပြီးတော့ထောက်ပေါက်မတွေ့နိုင်တာလည်းပဲအားကိုးမှပြီးတော့လမ်းကြောင်းမှာနေအဲ့ဒါလေးသိထားဖို့လိုတယ်ဟုတ်လားပြောနေတာကပရိယတိဓမ္မတေအံပူချတယ်ဒုက္ခမဆဲရွတ်တယ်ဖတ်တယ်ပေါ်ပြတယ်ဆိုတဲ့ဓမ္မအားလုံးမှာသိနေတယ်အဓမ္မလို့ခေါ်တယ်လမ်းကြောင်းမမှန်တဲ့ဆိုင်မှာဥတ္တဘုတစ်ခုကြီးမားမနေဘူးဒီဒါကြောင့်ပြောနေတာဒါလေးကိုချက်ပြောရတယ်ဓမ္မောရှင်တို့မြတ်ဗျာရဲ့ဟောကြားတော်မူတဲ့တရားဒေသနာတော်အလုံးဒီဓမ္မစာရီတရားကိုတကယ်သင်ကြားနေတယ်တကယ်ပို့ချနေတယ်တကယ်တရားနေတယ်တကယ်ရွတ်ပွားနေတယ်ဆိုတဲ့ဉာဏ်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်တို့ကိုဒါဆိုရင်ကိုယ်မှာရတ္တိရဲ့အဲ့ဒီတွေ့ကြုံရတဲ့ဘဝတွေကဆင်းရဲဒုက္ခမျိုးစုံကနေကာကွယ်စောင့်ရှောက်ပေးပါပြီဒါလေးပြောချင်တယ်ပြီးတော့မှဒီတရားကနောက်ပိုင်းကျတော့ဟောတော့ဟုတ်လားပြောနေတာကဘဝမှာကြုံတွေ့ရတဲ့အခက်အခဲမျိုးစုံတွေကလုံးမြောက်အောင်ဆောင်ရွက်ပေးတာပြီးပါတယ်ဒါကဓမ္မရဲ့ဆွာနောက်တစ်ခုတန်ဖိုးမြင့်ပါတယ်နောက်တစ်ဘက်ကဓမ္မောသုစေနောဒုက္ခဘာဝတိဓမ္မောဒါလေးကိုသိချလိုက်နေစဉ်ရက်စကောင်းကောင်းကိုကျင့်ကြံထားတဲ့တရားဒေသနာသည်ဘယ်လိုတရားလဲသောသောကတရားကသေအာနာတာပုချတာတာရွတ်ပတ်တာဒါကနှုတ်နဲ့မဆိုင်ဘူးနှုတ်နဲ့ဆိုင်တယ်ဝစီကကုသိုလ်ရတဲ့ပဋ္ဌာန်းယုံကြည်ပြီးရုံနဲ့ဘုံတော်ဟောပြီးမရဘူးသောသောကဓမ္မသည်ရွတ်အံတဲ့ဓမ္မရွတ်ပွားတဲ့ဓမ္မသည်ဘဝမှာကျုံလာတဲ့တွေ့လာတဲ့ဘဝအခက်အခဲဆင်းရဲဒုက္ခကနေကာကွယ်ဆောက်ရှောက်ပေးသူကကာကွယ်ဆောက်ရှောက်ပေးတယ်ဆိုတာပဲရှိတယ်နောက်တစ်ဆင့်ကသူ့တေရောနေစေရစကောင်းကောင်းကြီးကိုကျင့်ကြံအားထုတ်တဲ့တရားဒေသနာတော်သည်ဟောဒုက္ခနဲ့ဒီဘဝချမ်းသာတဲ့ဘဝသံဃာချမ်းသာကိုအာဝဟတိမရရအောင်ရွတ်ဆောင်ပေးပါ၏နောက်တစ်ဆင့်မြင်တာဟုတ်လားနောက်တစ်ခုပြောတဲ့ဓမ္မတော့အေးတဲ့သင်ကြားပို့ချအာရုံတွေမဟုတ်ဘူးလေကျွမ်းမိုင်းနေမဟုတ်ဘူးမိမိရဲ့ကာယကံကိုပရိက္ခဏမိမိရဲ့ဝစီကံကိုထိပြီးတော့မနောကံစိတ်ကလေးမှညီအောင်ကျင့်လိုက်တဲ့နေတိုင်းကောင်းကောင်းကျင့်ထားတဲ့တရားဒေသနာကြတော့ဒီဘဝကိုယ်စိတ်ချမ်းသာဘဝသံဃာကိုယ်စိတ်ချမ်းသာကိုရအောင်ဆောက်ရှောက်ပေးတယ်ပြမလို့ရွတ်တဲ့အန်နဲ့ပို့ချတဲ့ရွတ်ပွားတဲ့ဓမ္မသည်အန္တရာယ်ကနေဆင်းရဲကနေကာကွယ်ပေးယုတ်တရားနဲ့တရားကိုမှလည်းရှုမှတ်ပွားများတဲ့ဓမ္မတရားတော့ကာကွယ်ပေးလို့လည်းမဟုတ်ဘူးတဲ့သူကြတော့ဒီဘဝချမ်းသာရောဘဝသံဃာချမ်းသာရောချမ်းသာကိုမှဆောင်းရတာဘာလို့ဆောင်းရလဲအနေချက်ရှိတော့ဒုက္ခနဲ့ချမ်းသာနေတာဆင်းရဲဘာလို့စိတ်ချမ်းသာနေတာလဲချမ်းသာတယ်စိတ်ချမ်းသာဒါလည်းဘာမှမလုပ်ချင်ဘူးပေါ့ပြောနေတာကပြည့်နေကာကွယ်စောင့်ရှောက်ပေးတဲ့ဓမ္မရှိချမ်းသာအောင်စောင့်ရှောက်ပေးတဲ့အစစ်မျက်နှာတဲ့ဓမ္မရှိဟိုးနောက်ဆုံးပိုက်ကိုပြင်လိုက်တော့နတ်ဒုက္ခတိကိစ္စတိဓမ္မစာရိဟောဓမ္မစာရိတရားကိုတကယ်ကျင့်သုံးထားတယ်နေ့စဉ်နေ့တိုင်းတကယ်ကိုကျင့်ကြံအားထုတ်ထားတဲ့ပုဂ္ဂိုလ်သည်နတ်ဒုက္ခတိကိစ္စတိဓမ္မစာရိဒုက္ခတိအပေဒုက္ခတိမကောင်းတဲ့ဘဝ
နာကိစ္စတိခေသောမမရောက်နိုင်မှာမသွားရပါဟောနံပါတ်3ကျတော့ပြိတ္တမောပို့ပြီးတော့အကျိုးများမှာပါနံပါတ်3ဓမ္မဆောရနာလောကတိကိစ္စတိဓမ္မစာရဓမ္မစာရီသေယုံနဲ့မောပါဘူးအာယုံနဲ့မောပါဘူးရုပ်ဝါယုံနဲ့မောပါဘူးနေ့စဉ်နေ့တိုင်းပြည့်ညံကြိုးစားအထောက်ထားတဲ့တရားဒေသနာကိုနေ့စဉ်နေ့တိုင်းအမြဲတမ်းသိကြအထောက်ထားကိုဝိပဿနာဉာဏ်စဉ်ဒီတစ်စစ်မြင်တဲ့မဉ္ဇဉ်ဘုံဉာဏ်လေးရအောင်အထောက်နိုင်တယ်ဆိုရင်တော့သိချသွားပြီဆိုသိကြမှာတော့အာသိကြမှာနာဒုက္ခတိနဲ့ကိစ္စတိဒုက္ခတိမကောင်းတဲ့ဘုံဘဝအဲ့ဒီဘုံကိုဘယ်တော့မှမရောက်တော့ဘူးဒီကာရလေးတစ်ပိုက်တည်းမှာပြိတ္တရဲ့ဓမ္မကိုဆွဲသွားတစ်စင်းပြီးတစ်စင်းညစ်မကောင်းဘူးလားဓမ္မောအဝေရကတိဓမ္မစာရီတရားကိုတကယ်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဟောဒီတရားကပဲလူမှုရေးဒုက္ခစီးပွားရေးဒုက္ခပညာရေးဒုက္ခနေပင်မျိုးစုံကဒုက္ခမျိုးစုံမတွေ့ကြုံအောင်ကြုံလာရင်လွတ်မြောက်ပါပဲဆောက်ရှောက်ပေးတယ်နံပါတ်1နံပါတ်2ကတော့နေ့စဉ်ရဲ့ကောင်းကောင်းကိုကြည်ညာအားထုတ်ထားတဲ့တရားဒေသနာသည်ဟောဒီတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကိုဒီဘဝချမ်းသာဘဝသန္တရာချမ်းသာရအောင်ဆောင်ရွက်ပေးနိုင်တယ်ပြည့်မလားနေ့စဉ်ရဲ့သက်အားထုတ်ရင်ဝိပဿနာဉာဏ်တွေရအောင်အားထုတ်နိုင်မယ်ဆိုရင်တော့ချမ်းသာရုံနဲ့မဟုတ်ဘူးပြိတ္တိဒီဘဝကနေကိုယ်လွန်သွားရင်လူနဲ့နိဗ္ဗာန်သုံးတာချမ်းသာတရားဆုံးပြီမရေတေသောပြိတ္တာသူရကေအဲ့ဒီပုဂ္ဂိုလ်ပဲတော့မှမရောက်တော့ဘူးဒီသုံးချက်ဟုတ်လားအဲ့လူနဲ့နိဗ္ဗာန်သုံးတာလည်းရတော့မယ်ရေတေသောပြိတ္တာသူရကေလည်းမကြောက်ဘူးဣတ္တနိသံသောဓမ္မေသူစိတ်ကြီးအဲ့ဒါလေးကအနှစ်ချုပ်လိုက်တာဤတော့အဲ့ဒီလိုကောင်းကျိုးတရားတွေကိုရသွားတယ်ဆိုတဲ့သဘောတရားဒီသူစိတ်ကြီးဓမ္မဆိုရင်ရှင်တော်မြတ်ဘုရားဟောကြားတဲ့တရားဒေသနာတော်များကိုကောင်းကောင်းကြီးလေ့ကျင့်ထားတယ်ကောင်းကောင်းကြီးရှုပွားထားတဲ့အကျိုးအာနိသင်ပါပဲသောကောင်းပြီနော်အဲဒီကာရလေးကိုဘုရားဟောတာဘယ်လိုဟောတာလဲဒီစမဘုရားဟောတာဟောတယ်တရားဘယ်မှာဟောတာလဲဆိုရင်ပြိဿကပိယုရွှေငန်းတော်ဟောတာဘယ်မှာဟောတာရသော်ဘုရားရဲ့တရားစေတနာတော်တော်များများကိုကြည့်ရင်ဧဝေကုဏဧကဝေဘဝသောတိယဝေရတိစေတံစေတောအကြောင်းမှာဝိရောအကြောင်းမှာနိရောဓယောအကြောင်းမှာဒါမျိုးတွေများပါတယ်။ဒါဘုန်းကြီးတို့လည်းဒီတရားကပထမဆုံးငယ်ငယ်လေးအသက်20နှစ်လောက်သိကုန်းကျောင်းမှာနေစဉ်ကလေးကတရားတွေကိုစတင်ဖတ်တော့မင်းတို့ဆိုဘုရားကြီးခေါ်တဲ့ဒီမာဓမ္မဘာသာဆက်ကိုကြက်ဖူးတယ်အဲ့တော့လည်းအတွေ့အကြုံမရှိသေးတဲ့အခါကျတော့ကြက်တဲ့တိုင်းကိုခေါ်တော့ဒါပေမဲ့ဒီလောက်ခန္ဓာနာနာတခြားမဖတ်ဘူးခန္ဓာပါဠိတွေပဲချက်တာအဲ့တော့ဟိုဒီတရားကိုဘယ်ချိန်ကစိတ်ဝင်စားတယ်သို့တော့ပြောတဲ့ကျမ်းမာရေးအကြောင်းကိုပြောနေတော့ဒီတရားကိုစိတ်ဝင်စားဟောဒီတရားဘယ်မှာဟောတာပါလဲဘာဓမ္မဘာသာဇတ်မှာတော့ဟာဖတ်ထားတာရှိရပြန်ကြည့်တော့ဟောပြိတ္တိဒီတရားကမြတ်စွာဘုရားဇေတမကျောင်းလည်းမဟုတ်ဘူးဝေညောအကျောင်းလည်းမဟုတ်ကပိတုရွှေနန်းတော်ဟောတာတရားကျမ်းသုတ္တလေးမှာတော့ရှင်းရှင်းပြောတယ်ဒီမှာဓမ္မဘာသာဇတ်မှာဘုရားဓမ္မဟောတာလည်းပြီးတော့ကပိတုရွှေနန်းတော်ဟောတာဘယ်မှာဟောတာလဲဘယ်သူ့ကိုရှေ့ဆုံးကသာအကြောင်းကိုဟောတာလဲဆိုရင်ခမဲတော်ကြီးပေါ့အရာစကားနဲ့အဖေဖြစ်တဲ့သုဒ္ဓောဒနာမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောတာဘယ်သူ့ကိုဟောတာလဲသုဒ္ဓောဒနာမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောတယ်မြတ်စွာဘုရားဖြစ်တော်မူဟောဒီဘိနေရှင်ပြည်မှာဘုရားဖြစ်ပြီးဆိုတော့အဲ့ဒီအချိန်ကြီးခမဲတော်သုဒ္ဓောဒနာမင်းကြီးနဲ့ဖဲသွားတယ်နှစ်ပေါင်းဘယ်နှစ်ကြာဟုတ်ရဲ့ဘုရားဘောဓိပင်မှာရှင်ပလင်မှာဘုရားဖြစ်ပြီဆိုတော့ခမဲတော်သုဒ္ဓောဒနာမင်းနဲ့ခွဲတော့တာနှစ်ပေါင်းဘယ်လောက်ကြာဟမ်ရတော်ရနဲ့ခွဲတာဘယ်လောက်ကြာ
ဒါကြတော့ကိုရင်းစားတော့မှတ်မိတယ်တော်တယ်လည်းခွဲတာလည်း6နှစ်ဘုရားဒီနဲ့ခွဲတာလည်း6နှစ်ဘောဒုက္ခတတိယဘယ်နှစ်ကျန်လဲဟောညာမေးတယ်ဘုရားလည်းသိကုန်ဗျာ6နှစ်ပြည့်တော့ဒုက္ခတတိယ6နှစ်ပြည့်တော့ဘုရားဖြစ်ပြီးတော့မြတ်စွာဘုရားကပိတုကိုကြွားသေးတယ်ဒါကြည့်တဲ့ပုဂ္ဂိုလ်တွေကိုဒီမှာကျွတ်ဒီကမိဂရာအောင်ဘကိုကြွားလာတယ်တရားဥပဒေစကြာဟောတယ်ဒါကပြန်ပြီးတော့ဒီဘုရားဂယံကရာဇဂိဘက်ကိုပြန်ကြွားပြောတာကဘုရားဖြစ်ပြီး9နှစ်မြောက်ဘုရားဖြစ်ပြီး1နှစ်မြောက်ခွဲခွာပြီး9နှစ်မြောက်တယ်မှာမြတ်စွာဘုရားကပိတုကိုကြွားဘယ်လိုလဲမှကြွားတယ်တော်တော့ဒါကြောင့်လည်းဘုရားမြတ်တဲ့9နှစ်ကျမှကပိတုကိုကြွားတဲ့အခါကျတော့မြင်ပြောရရှားထဲမှာဇာတ်တန်းတွေတော့အများကြီးကိုကာလိတာဟုတ်သွားပြင်တာအမတ်တွေတခါတယောက်ချမ်းပြီးတော့1000သွားပြင်တာအကုန်လုံးရဟန္တာဖြစ်တော့ဆိုလိုတာကမြတ်စွာဘုရား9နှစ်ခွဲခွာလို့9နှစ်ပြည့်တဲ့အချိန်ဘုရားဖြစ်ပြီး1နှစ်ပြည့်တဲ့အချိန်ကပိတုကိုကြွလာတော့ရဟန္တာပေါင်း1000ချမ်းရဘယ်နှသောင်းလဲရဟန္တာပေါင်း1000ချမ်းရပြီးတော့ကြွလာတဲ့အဲ့ဒီမှာကပိတုဆွေတော်မျိုးတော်တွေကြီးရဝိသန္ဒရာဆက်တော်ဟောဆွေတော်မျိုးတော်တွေအကုန်လုံးဘုရားတရားတော်ပေါ်မှာကြီးညိုသွားပြီဆိုတဲ့အချိန်မြတ်စွာဘုရားကအဲ့ဒီအချိန်မှာဒီယောဂကိုကြောင်းမှာသွားပြီးတော့လင်းသုံးဒီယောဂရောက်သွားဆုံးတော့သောရဏမင်းကြီးကလည်းဩဘုရားငါသားပဲသူ့နောက်ကပါလာငါမြည်နေပဲပြောင်းငါသားရင်ငါမြည်နေမနဲ့ကြရင်နန်းတော်မှာလာပြီးတော့ဆုံးပုံမိတ်မှာပဲငါ2000ချက်တာကစီမံတန်းကြနေခိုင်းဒါကသူ့ကလည်းလူအတွေးနဲ့ငါသားဆိုတဲ့တန်ရောစင်နဲ့တွေးတာဘုရားရှင်ကိုယ်တော်ကနောက်တစ်နေ့အာယုန်ချင်းအလင်းရောက်တော့ရှင်ရံတော်နဲ့ရှိတယ်ဟောရှင်ကြီးကတ္တမမြတ်စွာဘုရားနဲ့ဘုရားရှင်ကြီးဟာသူတို့ရဲ့ဇာတိချက်တွေပြန်ရောက်တဲ့အခါခမဲတော်ရဲ့ဉာဏ်တော်မှာသုံးပုံပေးသလားအရက်ထဲမှာဆောင်းကန်ကြွသလားရှင်ရံတော်နဲ့ဘုရားရှင်ကြီးတော့ဘုရားတိုင်းမှာဆောင်းခံတဲ့အကျင့်ကျင့်တော်အရာမြတ်စွာဘုရားကကာလည်းတပိနဲ့ဆောင်းကန်ကြွတာဆောင်းကန်ကြွတော့ဟာပြောစကားပြောအဲ့ဒါကဉာဏ်တော်မှာမင်းရှင်မင်းကြီးရဲ့သားတော်ကမှလုပ်ပြီးအရင်ထဲမှာခွတ်တို့ကြီးတခန်းတို့ကြီးဆွဲပြီးတော့တောင်းနေပြီမဟာမျိုးမဟာမျိုးတွေသိက္ခာချလိုက်တာပြောကြတော့သူတို့ကဘုရားရဲ့လမ်းစဉ်နဲ့ပြန်ဖို့မသိသေးတဲ့အခါဒီလိုဖြစ်တယ်အဲ့တော့သောတော်နာမင်းကြီးကဘုရားဟောတာဆက်ပါတော့သာဘုရားဘယ်နဲ့ပရိသေယဘုရားတော်ကြီးနဲ့ရှင်းနေတယ်လားဘာလို့အရင်ဒီလိုတောင်းစားနေရတာလဲဒီလိုပဲနဲ့ဘုရားရှင်ရဲ့လမ်းစဉ်မသိသေးဘူးအဲ့ဒီမှာဒုလေးတဲ့တစ်ခုတည်းထားပါနော်မြတ်စွာဘုရားလို့ဘုရားသားတော်ဆိုတာသူနန်းစဉ်တိုင်းသူလုပ်တာတခါတခါမှလောကနဲ့နှိမ့်ရှင်ပြီးတော့နေဘုန်းကြီးနဲ့ဒုရှိရတဲ့နေတော်မှာဒါတို့မပြောလုပ်ဖို့လုပ်ချင်လို့ပြစ်ထားလိုက်တခါကျရင်ဘုန်းကြီးဆိုတာဝိနည်းနဲ့နေတာဘုရားအတိုင်းနဲ့ဘုရားဝိနည်းတိုင်းနေတဲ့အခါလူတွေကိုပြောတာရှိတယ်မပြောတာရှိပြောလို့ရတာရှိပြောမရတာရှိကိုယ်အကြောင်းကိုလုပ်နေတယ်သူတို့ကလူလိုတွေးတာအခုလည်းကားပါလျောက်ဖြစ်နေတာငါအသေးရှင်နေနန်းတော်မှာရှိရတဲ့အရက်ထဲမှာတောင်းငါတို့မျိုးတိတ်ခါကြပြီးတောင်းစားနေတယ်သူကတန်ရောစင်နဲ့ဖြစ်ရက်ဆောင်ရသူနန်းစင်တိုင်းသူလုပ်တယ်ဟုတ်လားအဲကြောင့်ဟောစကားဆက်ပြီးတော့ဟိုတနည်းဟိုဒီသားတော်ပြောတော့ပါဆရာတော်ကကြွလာတော့ပြောတယ်ဘုန်းကြီးလည်းတသိန်းလိုက်ပါတယ်ကွာအာဘိုးကြီးတဲ့ဒီလိုကျော်မှာလေးရှင်းနေကြပြီတဲ့အဲဒါ53သိန်းကိုတယ်ဟောဝန်တာလိုက်တာသူ့ရောတရားဟောရောက်တော့ဒီကရန်ကုန်ကတခါလေးနဲ့တွေ့ပြီးရောက်သူတို့တွေကလုပ်လာတာသူတို့လည်းလူတော့မလူသေးဘူးလေတခြားလူတွေကဖြစ်တာဟောဘာဖြစ်လို့လဲတပည့်တော်လည်းဘုရားလည်းတခြားတဲ့ကားတွေပြောလာမိတာပြီးတော့ရမယ်ပေါ့53သိန်းကျလို့ရောလည်း25သိန်းမတက်နဲ့ကျန်တာတော့ပြောရတဲ့ကာလမှလည်းသူသားမယ်ဆိုတော့အဲ့ဒီကားလေးကတပည့်တော်လုပ်ပြီးမှပေါ့လွန်ရင်အဲ့ဒီတခါလည်းတခါဒီရရန်ကုန်ကတခါဆရာတော်ကြောင့်မြင်ရမယ်ကျတော့တရားဝတော့ဒီသူကြရအောင်လို့ပြောတော့အမှန်ခွတ်တာတော့ဒါရင်ခွတ်တယ်ဘုန်းကြီးဈာညက်အဲ့တော့ဒီရကဒီကမင်းတို့လုပ်ချင်လုပ်တော့ဆိုပြီးတော့ဘာမှမလုပ်တော့ဘုရားဘုန်းကြီးကဒီအိုင်လေးဘယ်လိုလုပ်လဲနောက်တော့မှဈာကတရားကရှင်မယားအမှန်မဟုတ်တော့မပြောနဲ့ဘာဖြစ်လို့လဲသူတရားလုံးရှိရတယ်သူ့အရင်မပြောဘဲနဲ့ဘုရားကအရင်ပြောလို့ဟုတ်ရစိတ်မဆိုးရမယ်တော့စိတ်ဆိုးတာဟိုတရားအရင်ပြောလို့မလူတော့ဘူးဆိုတော့
သူမလူလဲရတယ်လည်းရှိတာပဲဟုတ်တယ်မလားဒီကြောင့်မှတစ်ချိန်နေလင်းနေပြီးရင်သူ့စိတ်ထဲမှာနောင်တမရနိုင်ဘူးပရိသတ်53ရက်ပြည့်လို့မှကိုတော်အပူရနေတယ်စီဖို့တော်ကိုဆောင်ထားလို့ရတယ်ဟုတ်လားပြောတာတစ်ခါတစ်ခါကျရင်သန္တာတော်မြတ်ရဲ့လမ်းစဉ်ကကိုလည်းမနိုင်ဩဒါဝိနည်းကြောင့်မြင်မှာပေါ့ဆိုတော့ခဲ့ပြီးလို့ဒါကြောင့်ဝိနည်းကိုသိမတွေ့တော့မလေးဟိုဘက်ရတော့တို့ရမလားဘူးပြစ်တာဟိုဘက်ရဆုံးကပ်ပဲဟိုဘက်ရကြွမှာပေါ့ဟိုဘက်ရကြွမှာကိုယ့်ရဲ့အလင်းလာတယ်မမဆိုင်ဘူးဟိုဘက်ခန်းဒီဘက်ခန်းလေးပဲဝင်လိုက်ရတာပဲပြောမှာဝင်တာမဝင်တာပဲဝင်တာကသူကဆုံးကပ်ကြရင်ဝင်မှာဆုံးကပ်မပြည့်ပဲနဲ့ပြင်ဝင်မလဲအဲ့လိုစိတ်မကောက်ဘူးလားကောက်ဘူးလားအမှန်တည်းပြောကြည့်ဟုတ်လားကြာရဘုန်းကြီးကဒီဘက်ခန်းဆုံးကပ်ကြဒီအင်းပြစ်နေတာဟိုဘက်ခန်းလည်းတကားဆိုတော့ဒီကဆုံးကပ်ပြီးတော့သူ့အတူပြန်ပြောတာဟောပြန်ပြောတယ်မင်းဟိုဘက်ရောက်တာလုံးဝင်မမရဘူးဘုန်းကြီးကြီးကျယ်တာဘုရားတော်ပြီးပေါ်လို့ပြောမှာလားကားလေးပါရစီအဲ့အခုတော့မိပြီးပေါ်လို့ပြောမှာဆိုတာသူ့ဝိနည်းလမ်းစဉ်တဲ့သူကိုယ်အဲ့တော့ဖြည့်နာနေရတယ်ဟုတ်လားဒါအောင်သောတော်နာမင်းကြီးကတော့ဆွဆွခုံနေတာတရားသူလမ်းစဉ်နဲ့အဲ့ဒီမှာနောက်တော့ပုံပုံပြောတယ်ဆုံးခံကြတယ်အဖိနန်းတော်ရောက်သာသာလေးဆုံးကမ်းမှာဆောင်းကံကြီးရဲ့အကျိုးကိုမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒီကမှာသောတော်နာမင်းသောတာပတိသောတာပတိတော်ကြီးနောက်ဒီစဉ်ရဲ့ဆက်တော့အဲ့ဒီကမှာမြတ်စွာဘုရားဖခင်ကပြင့်တော့ပြင့်တဲ့အချိန်ကျမှနှစ်လနီးပါးရာဇကြုံညမကြောက်ဘူးဘာမဆိုခင်မှာနှစ်လနီးပါးကပိလောကတစ်ရင်သုံးတော့နတ်တော်ရဲ့မှာနေစဉ်နေတိုင်းကြွအာယုံဆုံးပုံပြီးအာယုံဆုံးနဲ့နေဆုံးရားတဲ့အားတဲ့အချိန်လေးသာပနေရအလဘသလဘစကားလေးပြောတရားစကားလေးဆွေးနွေးရတဲ့အခါမှာစကားပြောရင်းနဲ့သုတ္တရဏမင်းကသာယဟံသာဖရာကိုမလျှောက်လေအားတော့ဗျာအရှင်ဘုရားဒုက္ခရသရိယချောင်းလေးကြာအောင်ကျင့်လုံးကဈဉ္ညာဥမှာဘုံလဲဘူးလားဒီလိုပေါ့ဟာလဲဘူးတဲ့ခင်ဗျာဟာအဲ့ဒီလုံးကဗျာနတ်တွေကတပည့်တော်ကိုဒါပြောတယ်တပည့်တော်လမ်းတော်ထိတ်ကကောင်းနေရတာဟာသုတ္တရဏမင်းကြီးအရှင်မင်းကြီးကသိတ္တတာဟာဖြင့်ဈဉ္ညာဥမှာမူးလဲလို့ဘိုင်းကနေတည်သွားပြီရှင်မင်းကြီးကသိပြီဆိုပြီးတော့ဒါပြောတယ်ဗျာဒီတော့ဘုရားခြားပြတ်ပြီးပြီအဲ့ဒီတော့ဘာတပည့်တော့ယုံသလားဘယ်လိုမင်းယုံသလားအဖေပြန်ပြောတဲ့စကားဟာမယုံနေမဟုတ်ဘူးကိုတော့တဲ့တပည့်တော့လက်ပြေကိုရေးရေးတောက်စကားပြန်ပြောလိုက်ဘယ်လိုပြောလိုက်လဲဆိုရင်ဟေ့ငါသားတော်ဟာဘောဓိမန္တိုင်မှာဘုရားမဖြစ်မချင်းဘယ်တော့မှမသိဘူးဟုတ်လားမင်းလက်ဖြစ်ပြီးတော့တရားနားနေတော့ပြန်ကြည့်အောင်ပေါ့လို့ပြီးတော့ပြောလိုက်တယ်ဒါလည်းပြောလို့ဖြစ်တယ်ဟုတ်လားဟုတ်လားဒါပြောကြတာငါသားတော်ဘောဓိမန္တိုင်မှာဘုရားမဖြစ်မချင်းဘယ်တော့မှမသိဘူးကွာရေးရေးတောက်စကားပြောလိုက်ပါလေဒီတိုင်းဘယ်သူကိုရှိဘူးသူသားကိုသူမယုံဘူးလားအေးအဲ့ဒါလေးပြောချင်တာအဲ့ဒါလေးအခုပြောအောင်ဒီနေ့စိတ်မကောင်းတဲ့စကားပြောချင်တယ်ဘာလဲဆိုရင်ကျိုးစရာတော်တရားဒီနေ့အာရှတော်ဝင်မှာမနေ့6နာရီရကျွန်တော်တော်ဟောပါလေသာသနာအတွက်ကြီးမားတဲ့ဆိုရှယ်ရေးတစ်ခုပါဒါသူ့ရဲ့သမားရိုးကြဖြည့်ရိုးဖြစ်စဉ်ယောဂနဲ့ဆိုဘုရားရဲ့အဓိကအမြင်ကြောက်ကပြန်ဖြည့်သွားတော့ကြောက်ကလုံးလို့ဘုံတော်ပြန်ပြန်ရောက်တယ်မနေ့ကပြည့်ရမရောက်တယ်ဘူးမနေ့ကသတင်းဝင်တာဆိုဘုရားကြီးအာရှတော်ဝင်ပြန်ရောက်ပါလေဇိုရီယာကြီးပြန်ပြန်လာပြီးတော့အခုအာရှတော်ပြန်ရောက်နေပါပဲမကြခင်ပြန်တော့သူ့ရဲ့သဘာဝခန္ဓာရဲ့ပြီးလာတဲ့ယောဂအတိုင်းပြန်တော့ဟုတ်လားဘာဖြစ်လို့လဲဆိုရင်တစ်ခါတခါမြန်မာနိုင်ငံမှာဘုရားဘုန်းကြီးတရားမဟောနေတယ်ဆရာဝန်တွေလည်းသူ့မဟုတ်သေးဘူးအခုဘယ်သူတွေအကြံပေးတယ်တချို့ဆရာတော်ကြီးတွေမဟောတော့မဟောပါနဲ့ရှုပ်ဆရာတော်ကြီးတွေမဟုတ်ပါတဲ့ဟောတော့ဟောပါနိုင်တဲ့လောက်လေးတော့ပါလေမင်းကျမ်းပိုင်းမကောင်းတာလည်းဘာလို့သိနေတာ15မိနစ်နိုင်မှတော့ပြိဿရှေ့မှာဟောတဲ့ရှင်းအောင်တော့ဟောဖို့လေဘာဖြစ်လို့လဲဆိုရင်မင်းတို့နာမည်ကြီးတဲ့ကိုယ်တော်တွေပြင်မွားပြောက်သွားတယ်ဟောလာရိုးစုံပြောနေတာတို့ကလည်းအကြောင်းကြီးကိုယ်တပည့်တွေဆိုတော့ပြောရင်သူကပြန်ပြောရရှင်းရတယ်ရုပ်ရှုပ်လို့ဟောအဲ့တော့တလား5ဘွဲ10ဘွဲအဲ့လိုပြောတော့ဟောနိုင်တယ်လို့ဟောဒါဆိုတော့ဘုရားကြီးကမင်းဘုကောနာလည်းမျိုးမျိုးပြောရင်ကျုပ်ကပြန်ရှင်းပေးရမယ်လေဘုဇာနာတွေကလည်းဘုဇနီးကပြန်ဟောနေပြီးပြောပြန်မေးဒီရလူတွေမင်းပြောနေအောင်ပြန်ပြောနေတာအကုန်လုံးပေါ့
ဘာမိုးတဲ့ကောလာလာတဲ့မျိုးစုံအဲ့ဒါဘာလဲဆိုပြောတဲ့လူကပြည့်ဖို့နားတော်ပြီးပြန်ပြောတဲ့လူကနားမှာပညာမပါယုံကြည်မှုနည်းလို့တရားမခံဘူးဟုတ်လားအဲ့ဒါဘယ်လောက်ရှိလဲဆိုတော့တနည်းအားဖြင့်မန္တလေးရဲ့နေဆရာတော်ကဘုရားကြီးကဆရာတော်ဘုန်းကြီးကညဘက်ပဋ္ဌာန်းကြီးလမ်းလျှောက်တယ်သူကဘုန်းသက်တယ်ဆိုတော့ဒါလည်းပဋ္ဌာန်းကြီးကလည်းဆရာတော်ဆိုတဲ့ကောဒေသမှုတိပိတိပြောတယ်သင်ပါလို့မမတိပဋ္ဌာန်းကြီးလို့ဟဲ့ဘယ်မှာဟုတ်ဆရာတော်ဆက်နေကြောင်းဘုန်းကြီးဒီကကြောင်းမှာဟောအေးသင်သိကြတယ်လို့ကျောင်းဆရာတော်တပည့်တော်လည်းဆရာတော်ကပြောနေတာဘာဖြစ်လို့ငါအင်းကြီးရောက်နေတာကလည်းဟုတ်တယ်လို့ဆရာတော်နံပါတ်ပေါ့ဗျာဘုရားနံပါတ်ဘွာဒါလည်းသိလို့ရရှိပြီးွာဒီနားမှာလည်းငါ့ကိုပြောနေတာဆုံးခိုင်းနေတယ်ဘာဖြစ်လို့မင်းလူထွက်ပြီးမိမရတော့ရင်ပြောလို့ဟာကြားလေခေါ်လာဟာလာဒီတကူကတော့ဆိုးဟုတ်လားအဲ့ဒါဆရာတော်ဘုရားကြီးကဘသူကပြောတယ်ဟာဒီအင်းကပြောနေတာလေအခုကဟာငါတပည့်ပါဘောမဟုတ်ပါဘူးငါလည်းတော့ဟိုနေ့ကတွေ့တယ်ပြောတော့ငါ့ကိုတင်းညင်းနေကြတယ်ကွာအဲ့လောက်မှဇွတ်တံပြောနေဆရာတော်လို့ပြောလိုက်ပါမှန်တော့မမှန်သေးဘူးလို့မှန်အောင်လုပ်ကြပါမရှိတာပြရမှာမရှိတာပြရမှာဆိုတော့လန့်တယ်လို့ဒါပေမဲ့တယ်လီဖုန်းကဖွင့်ပြောနေတယ်တော့ဝါးဝါးနဲ့ကြီးရတယ်အဲ့လိုပဲလို့မဟုတ်ကိုသိတယ်လို့လည်းအကုန်ရှောက်မြင်တယ်လို့လည်းရှောက်ရတယ်မရှိတာပြရမှာဆရာတော်ပြောတယ်ဆရာတော်တကယ်ပြောဒီငါတို့လည်းပြောနေကြတယ်သူတို့မမှန်သေးဘူးမှန်တော့မရှိတာပြရလို့ပြောတယ်ဘာပြရမှာလဲအဲ့ဒါကိုမသိဘူးဒါပြောလို့လားဉာဏ်မပါကြဟုတ်လားအခုဓာလေးကဒီနေ့မှဟိုစဉ်းစားလိုက်ဘောဘောသူ့သားကိုယုံကြည်တဲ့သူတော်နာမည်ယုံရင်မယုံအဲ့မယုံနာလေးနဲ့ဒါပြောနေတခြားကြောင့်မဟုတ်ဘူးဒီနေ့ကတရားဒီချမ်းတော့ဘောမယုံရင်းကိုအကြောင်းကြီးပြီးတော့မြတ်စွာဘုရားခမဲတော်သူတော်နာမည်ကိုမိဂမူတဲ့စကားအရှင်မင်းကြီးဒီဘဝကျမ်းမှာမယုံတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးဟိုဘဝသန္တရာပါရမီဖြည့်တဲ့ကာလလုံးကလည်းရှုံခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ပါဘဝသန္တရာမှာမဟာဓမ္မပါဠရွာသူကြီးဖြစ်စဉ်ကခမဲတော်ကအဖေဟောဒီမှာဘုရားရှင်ကသားအနေနဲ့ကျုံနေဘူးပါလေအဲ့ဒီဘဝတုန်းကလည်းဒီတာပမောကဆရာကြီးကိုယ်တိုင်စိတ်ရိုးတွေကိုထုတ်လာပြီးတော့ဟောဒီမှာမင်းသားလေးသိပြီဆိုပြီးတော့အယိုးကိုပြပြောခဲ့တာတော့အဲ့ဒီဘဝနုစဉ်ကတော့ခမဲတော်မယုံခဲ့ပါဘူးဟုတ်ပြီနော်အဲ့တော့ဘာကြောင့်မယုံနာလဲဆိုတာကအဲ့ဒီမှာဇလန်းကစသူတဲ့ဇေဝယတရားကိုအမြဲကျင့်ပွားနေတဲ့ဓမ္မဘာသာဓမ္မသူကျော်သားများတတ်တမ်းမပြည့်ဘယ်တော့မှမသိဘူးဆိုတာကိုအဲ့ဒီမှာမြတ်စွာဘုရားကဓမ္မဘာသာဆက်ကိုဟောပါတယ်ခမဲတော်ကြီးရဲ့နန်းတော်မှာဟောတာဟုတ်လားနေသောနဲ့အာရုံသောရားမှာအလဘသနဘစကားပြောရင်းဟောတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကမဟာဓမ္မဘာသာဆက်ကိုဟောပါတယ်ဟောတဲ့အချိန်မှာဥပါလာတဲ့ကာထာလေးဟာမြတ်စွာဘုရားကိုယ်တိုင်ခမဲတော်သုတော်နာမင်းကိုဟောကြားတဲ့တရားတော်ပါဟုတ်လားဓမ္မောအဝေရဂတိဓမ္မစာယိတရားဆိုတာတရားကိုတကယ်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဝိမယအောင်ကာကွယ်ဆောင်ရှောက်ပြီးတတ်ပါ၏ဓမ္မောသုစိန်သောဒုက္ခဘာဝတိနေ့စဉ်ရက်ဆက်ကောင်းကောင်းကြီးကျင့်ကြံအားထုတ်လာတဲ့တရားဒေသနာကြတော့ဒီဘဝချမ်းသာနဲ့ဘဝသံဃာချမ်းသာကိုရအောင်ဆောင်ရွက်ပေးတတ်ပါ၏နာတုတတိကိစ္စတိဓမ္မစာရိဘဝတစ်လျှောက်လုံးကျင့်ကြံအားထုတ်သွားပြီးတော့ဝိပဿနာဉာဏ်တော်ကိုရအောင်အားထုတ်ခဲ့မယ်ဆိုရင်အဲ့ဒီအားထုတ်လိုက်တဲ့တရားကတရားအားထုတ်သွားတဲ့ပုဂ္ဂိုလ်ကိုအပင်လေးပါးတရားပေါက်ကနေဆွဲထုတ်ခဲ့နိုင်ပါပြီဒေသနိသသောဓမ္မေသုစေနိဧသောယခုပြောဆိုတဲ့အကျိုးတရားတွေကိုဉာဏ်ဖြင့်သည်သူစေနေကောင်းကောင်းကြီးဖြင့်ကြံပွားများအားထုတ်ထားတဲ့ဓမ္မေဓမ္မတတရားတော်ဤအာနိတံသောရလိုက်တဲ့အကျိုးအာနိသင်ဖြစ်ပါ၏ဤဒီသို့ဘဂဝါဘုရား6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်အဝဇာကရုဏာရှိသောမေတ္တာအားဖြင့်မိန့်ကြားတော်မူခဲ့ပါ၏တည်းဒီတော့ကောင်းတုံးပါလေဟောတာဟောအကိုနဲ့စီဝါရိုက်တာပြောလိုက်တော့မနဲ့တော့အချိန်ကြီးတော့ကောင်းပါလေဟုတ်လား
ဒီလိုပဲချင်းချင်းတော့ဟောပါတရားစဉ်လုပ်ပြီးတဲ့ဒီတခါတည်းလေးရဲ့အသေးတွေတော့ပေါ့ဒီအဲ့ဒါကြောင့်ပြန်ပြောတော့မယ်ဘုန်းကြီးတို့ကျမ်းစာရေးမကောင်းတာမြန်မာနိုင်ငံနဲ့သိတက္ကပါလုံးနဲ့သိဟုတ်လားအဲ့တော့သောတော်ပြောတဲ့လူဘဝမှာကြုံရတဲ့ဒုက္ခတွေဘုန်းကြီးတို့ထားရိုက်ကြုံရတာကကျမ်းမာရေးဒုက္ခဘာဒုက္ခလဲကျမ်းမာရေးဒုက္ခသူများနိုင်ငံအလုံးကြီးကျိုးတဲ့ရဟန္တာရမမိသားစုတဲ့တရားတော်မတွေဒီကဆင်အောင်တော့အမှားလားရှိတာမှန်ပါနဲ့ရှိတော်ပဲလည်းပြိဿရဲ့ကိုမြန်မာနိုင်ငံကိုအားနေတဲ့လူတွေမဟုတ်တော့မအားတဲ့လူတွေရဲ့ခြားထဲမှာကြီးမားတဲ့ယောဂဝေဒနာနဲ့ခံစားရတဲ့အချိန်မှာစိတ်ဟာဘလောက်ရောက်ရက်ခတ်သွားမလဲဆိုတာဒုပရိသကိုချင်းစာကြည့်ပြီးပါပြောရတာကငါတော့စီးရင်ဒီဘဝမှာငါကုသိုလ်တွေမလောက်တဲ့လှုပ်ထားဘဝတန်တရာကငါပြုခဲ့တဲ့အကုသိုလ်ဝတ်ကြွေးကတော့ငါပြီးဖို့အချိန်ရောက်ပြီမရောက်ဘူးလားလူတိုင်းမှာဝတ်ကြွေးဆိုတာပါရင်မပြီးလို့ရမှာမရဘူးပြီးရပြီးတော့ဘဝရဲ့ဆင်းရဲဒုက္ခစတင်ပြီးတော့မပြီးဘူးပညာရေးဒုက္ခဟောရစီးပွားရေးဒုက္ခအိမ်တော်ရေးဒုက္ခလိုက်တိုက်ဖြေတာအိမ်တော်ရေးဒုက္ခမှာဖြေစရာလို့ဘုန်းကြီးအိမ်တော်ရေးမှာမရှိဘူးလို့ဖြစ်တာဖြေစရာကိုတော့ပြောလိုက်ရင်ပြီးလိုက်ဖြေနေကြတာဟုတ်လားအဲ့တော့ပြောရရင်ဘဝတစ်ခုလုံးဒီဘဝကနေသိဆုံးလို့ထွက်သွားနိုင်လောက်တဲ့အဖြစ်ကျမ်းမာရေးဒုက္ခကြီးမကြုံဘူး။ကျမ်းမာရေးဒုက္ခကြီးကြုံပြီးဆိုတဲ့ကဟောဒီကိုယ်တော်ရောပြိလိုက်ဒီထဲကနေထွက်ပေါက်ရှာလာမရှာရှာပါဟောဒီကိုယ်တော်ကိုယ်တိုင်နဲ့ထွက်ပေါက်ရှာတယ်ဒီကိုယ်တော်နဲ့ပတ်သက်တဲ့အတိုင်းဝအာနုဒရမအာနုနဲ့ထွက်ပေါက်ရှာတယ်အေးဆရာတော်သံဃာတော်ကြီးရင်းနေတဲ့တငယ်ချင်းအာနုကလည်းထွက်ပေါက်ရှာတယ်ကြားပါလေဆရာတော်တွေကလည်းမေတ္တာပူဇော်တယ်ဆိုတဲ့အကြောင်းဒကာဓမ္မတွေလည်းသုတောင်းမွေးလုပ်ကြတဲ့အကြောင်းဘုရားဒီရတဲ့ဒီအကုန်လုံးအိယာနဲ့ဒီနာနဲ့ပြောပြီးပြီဟုတ်လားအားလုံးကလည်းကိုယ့်အတွက်ထောက်ပေါက်မျိုးစုံရှာကြတယ်ဘုရားတရားသံဃာယနာသုံးပါးကိုအပြည့်ယုံကြည်တဲ့သံဃာတော်တွေဆရာတော်တွေကြားတော်တွေသိသိညုံမောနေသတ်ဟုတ်လားမေတ္တာရေကိုလူတွေကြားတော်တွေမေတ္တာပို့တဲ့သူတွေကိုတချို့ကြောင့်လည်းမှားတယ်မှမရှိဘဲနဲ့ဘေးလေးမေးတရားချီတယ်လည်းကြံအဆုံးသိပါတယ်ထောက်ပေါက်မျိုးစုံရှာလို့လားကိုယ်တိုင်လည်းရှာတယ်ဆရာတော်ကလည်းဒီဘက်ကဓမ္မတွေနဲ့ရှာပေးတာလေဘာဖြစ်လို့လဲဆိုတော့ဘဝရဲ့အန္တရာယ်အကြီးဆုံးဆင်းရဲဒုက္ခပြင်းခြင်းဒုက္ခနဲ့နီးနေပြီဟုတ်လားဆင်းရဲဒုက္ခတွေကနေလွတ်ချင်တော့ရှာရအဲ့ဒီဆိုဘုရားဆိုင်တယ်လီဖုန်းနဲ့နားမှာမကြားတဲ့ကြားတဲ့ချက်နားတော့ဒီနားမှာတက်ခိုင်းတော့ဆရာတော်ကလည်းဒီကနေပြေးခန့်ရုပ်ပြီးဆရာတော်တရားကိုနားဒီတရားတွေကပြိတ္တိကိုယ်တိုင်လည်းသိနေတာကိုယ်တိုင်လည်းရနေအဒီလည်းကောင်းတယ်သို့တော့အဲ့ဒီချိန်မှာကိုယ်တိုင်လည်းသိနေပြီးတော့ဆရာတော်ကနာတော်ရွတ်ပြီးတယ်ဆိုတဲ့တရားတွေနာကျင်လိုက်တာဘာဖြစ်လို့လဲထောက်ပေါက်ရှာတာဘောအကူရှာဟုတ်လားဒါဖြစ်စဉ်လေးတွေကတော့မနက်မှဆောင်းပြောရဒီနေ့ပြောနေတယ်ကျမ်းစာရေးဘုရားခွင့်ရစဖြစ်တာကအော်တိုဘာ29ရက်နေ့ပြန်တော့လက်မှတ်လည်းဖြစ်ပြီးပြီကျိုးပစ္စည်းတွေနဲ့ဝယ်ချမ်းပြီးပြီဟုတ်လားဘောင်းမရှိတော့ဟုတ်လားဒါတော့တွေ့ရမှာဟုတ်လားမပါပါဘူးတော့အဲ့ဒါဟုတ်လားအဲ့တော့ပစ္စည်းတွေပါလေအလုံးဝယ်ပြီးပြီပြန်ဖို့လည်း73ရက်လို့အဲ့ဒီမှာဘုန်းကြီးတို့အဲ့ဒီမှာဝါကျွတ်တာဆိုတော့ဝါရှင်တန် DC မှာမင်္ဂလာရမအကြောင်းမှာပေါ်ဝါဒနာပြုကြတယ်ပေါ်ဝါဒနာပြုရမှာဆိုတော့ဘုန်းကြီးကဝါရှင်တန် DC ကိုတရားဟောတာရောက်ပြီသို့တော့ပေါ်ဝါဒနာမှာသင်္သမုန်းနဲ့တွေ့ပြီးအဲ့ဒီမှာရည်သက်ချက်တရားဟောပြရတယ်အဲ့တော့နံပါတ်1ပြောခန္ဓာကိုယ်ဟာစက်မဟုတ်ခန္ဓာကိုယ်ဟာစက်တော်မှာခိုင်းမှများရင်အေးရကားပဲကြည့်3နဲ့4နဲ့5နဲ့လောက်စီးပြီးအင်းရင်မကြစက်တော်အင်းရင်ကြလူစက်လို့တော့တုံးလိုက်တယ်ဇလအစပြောမယ်ဆိုရင်ဒီမှာနာခိကစနာခိမှလည်းဒီမနက်ညောင်းလာခါတဲ့အပြင်ကအစာပြက်အိပ်ပြက်နဲ့လုပ်လိုက်တာလုံရင်လုံရင်ကိုယ်ကလည်းဘုရားခေကြီးလည်းရှိတယ်အင်္ဂလန်တရားစကားကလည်းကြီးညာပြီးသားဆိုတော့အတော်လို့မဖြစ်ဘူးဆိုတော့ခိုးဘက်ပုံနေလိုက်ဒီ
ဒီကနေသွားပြီးတော့အမေရိကန်ကိုရောက်တယ်အမေရိကန်မှာနှစ်ပတ်ပဲနားနှစ်ပတ်ဆိုဘာမှမရှိသေးဘူးဒီကပြင်ပန်းသမျှဒါဟိုမှာအိတ်ချင်ကရက်ကလက်ကရောင်းပြန်ပြင်လာအိတ်ချင်တက်အောင်မနေနေဘူးအိတ်ချင်နဲ့တက်မယ်ပဲရှိတယ်15ရက်ရှိတော့အင်္ဂလန်ဆက်တာအဲ့မှာအင်္ဂလန်ပြင်သစ်ဂျာမနီဘေဂျီယံ၄နိုင်ငံပတ်လိုက်တာတလားကျော်ဆိုတော့ဝါဆိုဘူးမှအမေရိကန်ပြင်ရအဲ့ချိန်ကြီးကမနာဟိုအင်္ဂလန်ပြင်သစ်ဂျာမနီဘေဂျီယံတော့တွက်ကြည့်ပေါ့၄နိုင်ငံတလားကျော်နဲ့အပြီးသွားတယ်ပြိတ္တိုင်ဟာဟိုလာသွားခြင်းဒီနေ့သွားခြင်းဒါတော့တရားပွဲကြီးကြီးမားမားဟုတ်ခဲ့တယ်ဘာမှမရှိဘူးအင်္ဂလန်မှာပဲပြိတ္တိုင်နည်းနည်းနဲ့6ပွဲ9ပွဲလောက်ဟောခဲ့တယ်မရှိဘူးသူကရုပ်ကိုတားအသုံးချတော့တယ်လိုက်နိုင်အားတဲ့ပို့ပြီးတော့အသုံးချပြင်မှန်းသွားတဲ့အခါအဲ့ဒီအမေရိကပြန်ရောက်အမေရိကပြန်ရောက်တော့ကျောင်းမှာဝါဆိုတော့ဗျာဆရာမလည်းဒီနေ့မှသူကျောင်းလေးစပြီးတော့ကျောင်းအဖြစ်ခွင့်ပြုကြရပြီးတော့ကိုဘုန်းကြီးနဲ့ကိုလူမယ်ဆိုကျောင်းသူအဲ့မှာဝါဆိုဒါတော့မှကျုပ်ကကျောင်းကိုအပြီးလက်မခံနိုင်ဘူးကျုပ်ကလည်းပြန်မှာလက်မခံနိုင်ဘူးခဏယာယီတော့ပဲလက်ခံတယ်အဲ့လိုပဲနေဝါဒနာကမကုန်ဒီလောက်ပြင်မှန်းနေတာဟိုမှာကျတော့ပို့ပြီးတော့ပိုးဝထားတာဟောဟိုစိတ်ကပြလိုက်ရတယ်ပြီးမယ်ဒီစိတ်ကပြလိုက်ရတယ်ပြီးမယ်နဲ့ပြီးလိုက်တာတရားပွဲဝါရဲသုံးလမှာစနေတင်းင်းတွေနဲ့ပြီးဒီရောမှာမဟုတ်ဘူးပြလိုက်ဟိုစိတ်တကူတူအဝေးကြီးလင်း6နာရီ9နာရီစီးရတဲ့နေရာအထိပါတယ်ဒီရောကနေပြီးပါဟုတ်လားအဲ့လိုနေရာတွေမှာတောက်ကြနေလင်းစီးစနေတင်းင်းတွေဟောတနေ့နာကြီးပြန်လာ9ရက်ပဲနေရတယ်အကြောင်းကတကားဝါဆိုဝါပန်းနောက်တော့ကြတဲ့အခါပြန်ထွက်တယ်လို့ထွင်ရင်သူကအိမ်ပြအစားပြအိမ်ပြအစားပြအားနည်းလာတော့အဲ့ဒီမှာနံပါတ်1ပေါ်တဲ့ပြဿနာကဦးဇင်းတို့ဗမာလိုပြောရင်ရေရုံပေါ့နှခမ်းမှာဒီအခုကန်တော့အဖူလေးတွေတွေ့နေမပေါ်နဲ့ကျုံလဲပေါ်ပဲသူတို့စီမှာ habits လို့ခေါ်တယ် habits သူတို့ကဖြစ်ဖို့တိတ်ကြောက်အန်တယ်လည်းရှိတယ်ဒီတော့ကကျမ်းမာရေးတို့ကနေတဲ့နိုင်ငံမှာလို့ဒီ habits ကအရေးလေးတွေကမျက်လုံးနဲ့ရောက်သွားတယ်မျက်စိပါကန်းတယ်အဲ့ habits ပေါ်တော့ဘယ်ချိန်လဲဆို summer school ကနေပြန်ဟောပြီးတော့ပြန်လာဒါဂုံမှာလျှောက်တာကနားကြီးနဲ့ဂုံမှာပဲပြည်တယ်သူကကျမ်းမာရေးရဲ့ဘုဒ္ဓတာလေးနဲ့ဖြစ်တဲ့အကြောင်းလေးတွေကိုဆရာတော်ပြောပြအောင်ကျုပ်ကလည်းအစအနေပြီးတော့မြန်မာနိုင်ငံရောက်တဲ့အချိန်ကိုကိုအောင်ဆောင်ပြောပြမယ်2ရက်တော့ပြင်ပြောတာဟုတ်လားအဲ့တော့စဉ်းစားမပါသေးဘူးဟုတ်လားအဲ့တော့ habits ပေါက်လိုက်တော့ San Francisco ကနေပြန်လာတော့ habits ပေါက် habits ပေါက်တော့ရန်ကုန်နေရောက်ကိုရောက်တယ်ပြောပြတယ်ဓမ္မကြီးတော့ဒီမှာအပူကူးပေါက်တယ်သူကရှိတယ်ဘာမှမဟုတ်ဘူးဘုံကလည်း habits ခေါ်တယ်ဘုံတော့လည်းဒီကြီးရဲ့မျက်လုံးနဲ့မဟုတ်ဘူးမျက်စိကန်းတယ်အတုခါကျုပ်ကြောင့်ခဏမှပေါက်နေတာဟာအပူကန်ပေါက်မဟုတ်ဘူးဗျာဒါ habits ခေါ်တယ်အပူကန်တာမဟုတ်ဘူးဟောပြောကြတာအဲ့မှာ habits ကလည်းပေါက်လာတယ်အဲ့ဒါကမာကြီးတရားပါလေရှင်စင်းအရှိရှင်စင်းအရင်ကကောင်းပါကောင်းအင်္ဂလိပ်လိုတစ်လုံးမှမဟုတ်ကိုရီးယားစကားကိုရီးယားစကားလုံးနေတယ်ဖတ်လို့တော့မရဘူးသူကလည်းလွယ်လွယ်ပဲသူကဒါရှင်ညွှန်လိုက်တာဘုံမိုးနဲ့တနည်းထုံတော့လူလန်းလန်းနေတာပဲလူလိုက်တာဆံရမညဟောပြီးတဲ့အချိန်မှာလူလိုက်တာတငယ်ချင်းနှစ်ပါးကျောင်းပေါ်မှာတောက်လိုက်တာည9နာရီလောက်တောက်လိုက်တာပြိဿရဲ့မနေ့3နာရီခွဲဒီအိတ်မရဟာကျင်စင်းကတော့စွမ်းပြီလို့တယောက်ကနှိုးလိုက်တယောက်ကကန်လိုက်နဲ့စနေတာအိတ်မမရဘူးဒါဆိုတော့ဒီကျင်စင်းနဲ့ငါနဲ့ခိုက်ဟာမိုးလေးတစ်ထုပ်တော့တဏီကုံပေါ့ပါနန်းဆန်းညဟောပြီးတစ်ခါတော့တဏီတစ်ထုပ်တော့ကတော့များတယ်ကိုယ်လည်းပေါ့တယ်လန်းဆန်းနေလို့ချနေတယ်တဏီတစ်ထုပ်တော့တယ်အဲ့ဒါတဏီတစ်ထုပ်တော့မြင်ပြောရင်22ထုပ်မြောက်အဲ့ဒါ22ထုပ်ပြည့်တဲ့အချိန် habits ကပေါက်တဲ့အချိန်ဆရာမကလည်းမပြောဘူးသူလည်းမသိဘူးကိုတော့နေတာအဲ့ habits ကောက်စင်းနေမှပြီးပြီးတော့နောက်ဆုံးပြီးတော့ဂျော်ဂျီယာဘက်မှာတရားတော့ habits ကပျောက်သွား habits ပျောက်သွားပြီမယ်သူကဒီဂျင်းစင်းကြီးတောက်ကောင်းကောင်းနဲ့တောက်နေတာဒီဂျင်းစင်းရဲ့သဘောကဒီမှာပို့တာလည်းဘုန်းကြီးမသိဘူးနော်ဟိုမှာပို့တာဗျာကွာပြင်းနေတယ်ဘာလို့လဲဘုန်းကြီးဖြစ်မှသူတို့လည်းအကုန်လုံးတိုက်ပြီးတော့ဆက်လေးတာလေဂျင်းစင်းကတစ်ထုံးတော့2ရက်တစ်ထုံးတော့တော့သူဆေးဖြစ်မှာပေါ့ကိုယ်အတိုက်တာမရှိတော့တော့တယ်အဲ့မှာခြေစင်းရတဲ့ဘောကတွေးကြောနေကြောလို့ရှင်းတယ်တွေးကြောနေကြောကိုရှင်းနေတာအဲ့မှာဂျော်ဂျီယာပြန်လာတဲ့အချိန်သူကတွေးရလေခြေစင်းအရင်နဲ့ဆိုတော့တွေးရလေရှင်းနေပုံရတယ်တွေးရလေရှင်းတော့အဲ့ခေါက်မှနေရောက်မှဟောပြီးနေတာဘုန်းကြီးပြန်တော့မှ
New York can go somewhere, New York can find it. I actually delivered New York, Unema, Wajina Dijima, the radio lab key, or New York was living home in a Yama thing, the money of Piano. And New York can be rich in them. And a General Atoya Yana, we are China, or whatever it is, Shasi. You got Yana, Kenyan in the region of Umina. Polaya, Kenyan, the way you can, the kind of Yana, Kenyan is shipper. Joy, you have a Kenyan in the region shipper, man, Talia, the way she had gone there, and Talia, Baker, gone in the charter. Kenyan in the region, you know, the reason we are stepping home. Beijing, when you step on it, will never leave. I think I will be able to tell you, look out one. Sita can walk on probably Dine, Karen, to you, pop for a hula. And I have this kind of powder. Emma, kitchen, have this probably young development. Being a big and the study do that, the York young lady. Do that we will the radio loving but dying a penny. Need not be told you a joy. And I saw you one will joy. I am in the moon, not any of one of people that see the other. I see the name of all the being. October, when you say any. October saying, never. Come on, I give my career machine. Yes, come and make it. I about losing my mama and you. The minute thing, Tibet the chan, nearly. Tin China. Chajame, Samaro in the Mama, Chungana, the Yana, Chan, Chin, Sarah Lodging and County, oh, Lord, and the Pune Bar of Any. I just do a building, and Sarah Talano Cham, son of Sunday. But you know, Yama, the Sembia happy for Sembia County when you are eating. From the Dio, and the Romus. Happy poor, I am your when I General Kaida, Talano, Kanda, be and do away, Pongwa, and the happy poor, Javian machine, Pongwa. Or you see one day. Now we are just very even a General. Who said, what's he? Pomo, Pomo made the video, what kind of video? Chin and Mabo. Or you know, Madame Lodena, Yaruha, Mother of the Alena, most Yamano, Chin of Papa, who tell out of money among a Montuasiano, what the mother in a Kusagato, and they like that. Now the day of dinner, 2 Managis, Chamayama, Samano, let the Pagava, then Lina. Or the other is a bit of a little good from you to the main Siam you. In Santa Bane, near Yuki Amasiava, you are Tosiano, yes, sit alone. Puluare Santa, oh, Hobare, Homo, Habis Jam, so be to do a Kamet, to go on a check out of home county. Mavavi Diana, check out and look in count the butcher. Kitchen. And through Alo, so Jana. Jogo, say your children to a cowboy team for the Masata. Yellow Hodia, sit down. For the Masada, we are a pit, I can't. For I need a water, carne, Thorpian, Pudari, Dina enough. Ima Duya, no chance of killing more. Quadrant people, counted to my young Sinami. And then you are not a region. Say, Sunday, not a region, 2 years old, young, I was in a disease of a Udeno against a tree, Emma, Udeno, Nogachana, Padina, Supi, Farmer. For you are able to join. This is a number more. This is a number more. A mere mono. In New York, young one at Timaquan. Take a bow, young one go over on the door. You house, Nini Jalaka, Nini Chicken, Nania, who Nano Gatiala, Kuniana Cho, Torania and Swarabon. But the Julia Gomo in a China. Look,
လူကကြောင်းပေါ်တက်တော့သိမှန်တယ်နော်ဒါပေမဲ့ပြိဿရဲ့စိတ်ကိုတင်းပြီးတော့ဒီလောက်များတော့ဖြစ်မလို့တက်သွားတယ်တက်သွားတယ်ကြောင်းပေါ်လေးတော့ဘိုင်းလေးပဲအေးရတယ်ပြိဿလေးခမရတော့ဘူးကဘယ်လိုပြောကောင်းတယ်ဘူးလားလက်ကြလေးနေအိပ်ပြောလို့ညီကြတော့ဝါရှင်တန်ဒီစီတော့လည်းမဖြစ်တော့ဘူးဆိုပြီးတော့သူတို့အောက်ကိုပြန်ချပြီးဆရာမတော်ပြန်ခေါ်လို့နည်းနည်းပြောရင်ကားဝဲတဲ့အကြောင်းပြန်ကျောင်းရောက်တဲ့အခါကျတော့သိအချိန်မကောင်းတော့တွဲတင်ရအတွဲနဲ့တင်ရကောင်းလေးတွေလာတွဲတက်ခတိအိတ်နဲ့ငြိမ်သွားပြန်တော့ညနေ9 နာရီလောက်ကျတော့တနေ့ခင်းတော့ဆောလည်းမစားရဘူးအောင်စောလည်းနည်းနည်းဆံပြုတ်မတော့ဘိုက်ကစားတာမခံနိုင်တော့ကျုပ်ကျမ်းမာရေးမကောင်းဘူးများကျုပ်ပေါင်မုံလေးတော့ကတ်ကြအောင်ကျုပ်မနေနိုင်တော့ဘူးဆိုတော့သူတို့ကတ်ပြီးတော့သွားတိုက်မယ်ဆိုဒီကျုပ်ကလည်းဝင်တော့တတိလေးတစ်လုံးတော့လည်းတန်ဖိုးဘယ်လောက်ရှိပြီးနေတယ်ဘာပုံမလို့ပုံဆိုတော့သိနေသို့တော့ဒီကိစ္စအေးလိုက်တော့သူကလည်းလမ်းလို့ဖြစ်အဲ့ဒါရေကျုံကလည်းဆရာမနဲ့သူ့တပည့်တွေအပြင်မှာရှိဒီကျုံကတော့ဘေးစင်နဲ့သွားတိုက်မယ်လို့မှန်တယ်မှာတစ်ချက်ကြည့်ရုံနဲ့သူကမဟာတော့အန်ညာနဲ့တော့ချက်ချင်းအဲ့ဒီမှာလုံးမစုမင်းသွားပြီတော့ချက်ချင်းထိုင်းလို့ဖြုတ်တော့ပါဇက်ကမခေါ်နိုင်ဘုံဆိုလည်းလည်း9ချက်လောက်ပေါ့ဆရာမလည်းဘုံနဲ့သူဆရာလည်းပြေးလာသူလည်းပြေးလာအာနာထူအာမရတော့ဆရာမလည်းဖုံးလို့အရေးရှိပြီးတော့သူကလေးတွေကလည်းမလုပ်တတ်ဘူးကောင်းလေးတွေဆိုမလုပ်တတ်တော့ကောင်းလေးမလုပ်တတ်ဘုံနောက်ကရင်ဘက်ကိုအဓိကတော့ရင်ဘက်ကိုဆို့တော့မှဒီလိုခါလဲလက်နဲ့ပိုင်းဖတ်တယ်ဘုံအချလိုက်အရပြီလို့ရပြီးတော့အာလိုက်ပြီးတော့ညနေပိုင်းစမ်းတယ်ဘုံနဲ့ဆင်းလိုက်တော့ချက်ချင်းပဲကားထုတ်တိုင်းအဆင်မရပါလေလို့အိတ်လိုက်ရင်မဟုတ်ဆရာတော့မရဘူးရှင်းအောင်တော့မရတော့ဘူးအဲ့မှာခါရတယ်ကားတော့မကျုံပါလေဖက်နဲ့တောင်မှခရီးကဖက်နဲ့ကတော့နံပါတ်7နဲ့7ကိုမှစီဒီလိုဆွဲပြီးပါတော့အကားပေါ်တင်တော့ဗမာဆရာနဲ့ဆရာမတရားဦးကျော်ဘုရားကြီးရှင်းအောင်လာခဲ့တော့ဆရာတော်အရေးကြီးတယ်ဒါလေးလည်းသူကအရေးကြီးတယ်ပြောကိုယ်လည်းနည်းနည်းသက်တာအရေးမကြီးပါဘူးဘာဖြစ်လဲမပြောင်းနဲ့ဆရာဝန်နဲ့ဓမ္မဂရိကနေလက်လက်ပြီးငေါ့နေတာဟုတ်လားအဲ့ဒီတော့ပြည့်တဲ့ဒီဉာဏ်ပြောရရင်ရှင်းအောင်ရောက်ပြီးတော့ခေါင်းကိုဆက်တဲ့ထဲရိုက်လိုက်တော့သူရအများကြီးဖြစ်တယ်ဆရာမသိရင်အာမီဆိုရတော့တန်းသိရင်ခေါင်းတော့ဖြစ်နေပြီဆိုတော့အဲ့ဒါအာနဲ့အာတော့ခေါင်းကိုချက်ချင်းပဲရိုက်လိုက်တော့ဖြစ်ကျင်တော့ပြည့်တဲ့စိတ်ကလည်းရှော့လိုက်တော့ရှင်းအောင်လည်းအဲ့လိုရိုက်နေပြီးလူမလှုပ်လို့မရကိုယ့်ကိုယ်ကမှလှုပ်လို့မရအကုန်လုံးစိတ်တွေရုပ်တွေပြောကြတယ်အဲ့ဒါပြိဿရေဒီနေ့ညကပြောနေတာအဲ့ဒါပဲ happy ရေယုံပေါ့လေကောင်းတယ်မပေါ့ပါနဲ့ဟုတ်ပြီလားနောက်ပြီးတော့ယောဂကတာမန်ကနေဖြစ်လာတယ်အာနာဝိဇ္ဇဉ်ပြုဆိုင်တယ်အစာမကြည့်လို့အာနာဆိုတော့ရှိတတ်တယ်သို့တော့အုံနောက်ကိုထိသွားတဲ့ယောဂတိုင်းပြင်းလာတယ်အာနာလေအဲ့ဒါလေးကိုသတ်ပါပါဟုတ်လားအဲ့ဒီကိုတော့ happy ကိုရှုံလိုက်မိတာနဲ့ကံကောင်းသွားဒုက္ခရောက်တော့ဟုတ်လားအဲကြောင့် happy ပေါက်တယ်နှခမ်းမှာရေုံလို့ပေါက်ပြီးပြီဆိုရင်စောစောပြောလို့မျက်နှာလေးအာယုရောတွေဒီနေရာတွေမျက်ခုံးတွေမှာကတလောက်ရှင်းတတ်ပါလေအဲ့ဒါဆိုရင် happy မှန်ပါတယ်သို့တော့အုံနောက်နဲ့ပတ်သက်လို့ဖြစ်လာရင်ဘုံဘုံကတော့ဘိုးရပါသူမျိုးပါပြီးပေါက်တာဒစိမ့်လေးပေါက်သွားတာပေါက်တဲ့သွေးကအာယုရောကိုဖိတဲ့အချိန်၄ရက်မြောက်တော့ကြာမှာတကူလုံးကလေးနံပြီးတော့မရတော့ဘူးဆိုတော့သိတာဟုတ်လားဒါကြောင့်ခန္ဓာကိုယ်ပုံမှန်မဟုတ်တော့လေးသွင်းလာလို့ဆိုရင်လေးဆိုင်ရတာဟုတ်လားဒီနေ့ညတော့ဒီလောက်အထိပဲကတ်ခကြဆိုတဏှာကြီးတိသွားပါဘူးဟုတ်လားဒါကြောင့်အလုံးလုံးမနဲ့မနဲ့ပညာနဲ့ပြောကြတာကဒါတွေမဟုတ်ဘူးဒါတို့လည်းကျမ်းမာရေးဘုရားရှင်းရုံပေါ်မှာဝေဒနာနဲ့ဘယ်လိုမှတ်ခဲ့ရတယ်ဘယ်လိုရုပ်ခဲ့ရတယ်ဆိုတာလေးကိုပြောကြတယ်တရားဟာဘဝဒုက္ခတွေကနေဘယ်လောက်ကဲတင်နေပြီးတော့ဘဝချမ်းသာကိုဘယ်လိုပေးလိုက်တယ်ဆိုတာလေးကိုပြောကြတာလားဒါကြောင့်ဒီကနေ့တော့ဒါလေးနဲ့ပဲအာရုံပြုကြည့်ရအောင်ဟုတ်လားဓမ္မဝေရကတိဓမ္မစာရိဓမ္မောသုစိန်သောဒုက္ခဘောတိဣဒာနိတံသောဓမ္မေသုစိန်နေနဒုက္ခတိကိစ္စတိဓမ္မစာရိဓမ္မောရှင်တော်မြတ်ဘုရားတိုင်းဟောကြားမြတ်ပေါ်တရားဒေသနာတော်အားလုံးသည်ဓမ္မစာရိတရားကိုတကယ်လိုက်တာရှင်းသုံးတဲ့ပုဂ္ဂိုလ်ကိုရက္ခတိဘေးပြောင်းအောင်ကာ
ကွယ်ဆောင်ရှောက်ပြတတ်ပါပေ၏သူစိတ်တော်နေစရတဲ့ကောင်းကောင်းကြင်ကြံအာထုဒ္ဒတဲ့တရားဒေသနာတော်သည်ဒုက္ခဒီဘဝချမ်းသာတဲ့ဘဝသံဃာချမ်းသာကိုအာဖတိမရရအောင်ရက်ဆောင်ပေးပါ၏ဓမ္မသာရီတရားကိုကြင်ကြံအာထုနေတဲ့ပုဂ္ဂိုလ်သည်ဒုက္ခတိအဘေဒုက္ခတိဆိုတဲ့မကောင်းတဲ့ရေတိသံတိတာတုရကိဘဝသို့နဂိသတိဘေသောခါမှမရောက်နိုင်ပါပြီဧသောဤကဲ့သို့ရရှိသောအကျိုးတရားသည်သူစိတ်လေးကောင်းကောင်းကိုကြင်ကြံကြိုးစားအားထုတ်ထားတဲ့ဓမ္မေဓမ္မတာတရားတော်များ၏အာနိသံသောအာနိသံပါသည်ဣတိသောဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဩဇာကရုဏာစေသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းဒီလေတံသုဒ္ဓဗုဒ္ဓေနဒုနိဒဝါဓမ္မဒေသနာအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါဒထာဒါရောတရားနာလာကြပါလေတရားရကဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်အပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓဗျာဗျာကိုပြီးသောတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကံအထံတော်မှဒေတိတသစ္စေဓမ္မဟောကြားအပ်သောဒီမဓမ္မဒေသနာဓမ္မဆိုတာတကယ်ဘဝဆင်းရဲကဆောင်ရှောက်ပေးတယ်ဓမ္မဆိုတာတကယ်ချမ်းသာကိုရအောင်ဆောင်ရွက်ပေးတယ်ဆိုတဲ့အကြောင်းနဲ့ဆက်ရှင်သောတင်မဲတဲ့စိတ်ခဲတဲ့ကာလကမိမိတွေ့ကြုံတဲ့အကြောင်းများတွေကိုဟောကြားပြီးရည်တန်တဲ့ဣတရားဒေသနာတော်မြတ်ကိုသူလေတော်ကောင်းစွာယုံသိနာကြားကြကုန်ကြည်သည်ဖြစ်၍အဘိနန္ဒနာစိတ်ဒေနာအလွန်နဲ့သရှင်နာဝါမြောက်ဝန္တာပိတိခြားကြကုန်လျက်အဘိနန္ဒနာစိတ်ဒေနာဟောဒီဘုရားသူကောင်းတော်ငါတော့သူရှိခြင်းတို့ရှိသူဟောခြင်းတို့ဟောတယ်သူတော်ခြင်းတို့တော်လာခဲ့တာအောင်မလေးသူတကယ်ဖြစ်ပြီးဆိုတဲ့အခါကျတော့သူတိုးခြင်းတို့တိုးပြီးလို့တဏှာဤတော်လေးဟောလို့စိတ်ထဲမှာကြည်ခဲလို့မကြည်မနဲ့အာမရပဲနဲ့ကြံရမယ်ဆိုရင်ပြိတ္တိရှုစရာတော်လည်းမနက်ကလွန်သွားပါပြီကိုယ်ပုံညာနာတာလည်းကြွားတော်မူသွားပါပြီကိုယ်ဇဝနာတော်ကိုယ်ဆန္ဒတိကားတော်လည်းကျမ်းမာရေးမကောင်းအကုန်လုံးတွေးလိုက်တော့ဒီကိုယ်တော်ပလင်းပေါ်မှာတွေးရင်တောက်ကျော်လို့တော်ကြောက်လာပါပြီဒါကြောင့်ဒီကိုယ်တော်လည်းပဲယုတ်တရားနန္တရားနဲ့လှုပ်ရှားရတော့ဖြစ်တဲ့အတွက်အသက်ကိုညာဆောင်ရင်ဟောရမှာဖြစ်တဲ့အတွက်ကြောင့်ဒုရရေးရှိရတဲ့စဉ်းစားမနေပါနဲ့ရတာလေးကိုရအောင်ယူပြီးတော့ပိုင်အောင်ရှုကြပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်နဲ့ဝါမြောက်ဝါတာပိဋိခြားရတော်ရဲ့သာဓုသာဓုတိသာဓုသာဓုသာဓုကိုခေါ်သောသူတော်ကောင်းတို့မြန်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုအာသတ္တသုံးကြိမ်သုံးဝါလုံးများပါ၍ကောင်းစွာမသွေ